မင်္ဂလာပင်အသီးကုန်သွားရင်ခုလိုမျိုးဂိုင်းဖြတ်ပေးပါဘာလို့လဲဆိုတော့ဂိုင်းဖြတ်ခြင်းရဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ Okay စိုက်ပျိုး channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဂိုင်းဖြတ်တော့မယ်ဆိုရင်တစ်ထွာလောက်အနည်းဆုံးခြံပြီးဖြတ်ပေးပါကျွန်တော်တို့ကတော့ပုံမှန်နှစ်တိုင်းဖြတ်နေကြဆိုတော့ပုံမှန်ဖြတ်ချက်ရဲ့တစ်ထွာလောက်ကနေဖြတ်လို့ရပါတယ်။လက်တန်းလုံးလောက်မှမရှိသေးတဲ့ဂိုင်းတိတိမြင့်မြင့်လေးတွေဆိုရင်ကျွန်တော်တို့အရင်ကနေအခြေကနေပုတ်ဖြတ်ပါတယ်။အပင်ကိုတန့်နိုင်တဲ့သဘောပေါ့ကျန်တဲ့မလိုအပ်တဲ့ခိုင်းတွေကိုရှင်းထုတ်တဲ့သဘောပါဘာလို့ခိုင်းဖြတ်ပေးရလဲဆိုရင်အပင်ကိုဟိုအမြင့်ကြီးမှာအသီးမသီးခိုင်းမယ်နဲ့ကျွန်တော်တို့ ਨੇ လက်လံပြီးတလောက်မှာပဲအသီးသီးခိုင်းစေချင်တာရဲ့နေအောင်ကြည်ရဖို့ရဲ့ပြီးတော့ကျွန်တော်တို့ပူးမွားအနေရဲ့ကြာရောက်တာတက်တာဖို့ရဲ့ကျွန်တော်တို့ခိုင်းဖြတ်ပေးပါတယ်ကျွန်တော်တို့ကတော့အသီးတွေကုန်ပြီဆိုတာနဲ့ကျွန်တော်တို့16ပတ်လည်းဖြစ်ဖြစ်15ပတ်လည်းဖြစ်ဖြစ်တပင်ကိုနှုတ်စီဘူးတစ်ဝက်လောက်စီကျွေးပြီးတော့ကျွန်တော်တို့ဂိုင်းစားပြီးဖြတ်ပါတယ်ဂိုင်းဖြတ်တဲ့နေရာမှာငကိုဖြတ်ချက်ရဲ့တစ်ထွာလောက်တော့အနည်းဆုံးကြအောင်ဖြတ်ပါမယ်အခုကျွန်တော်ဖြတ်ပြသလိုမျိုးပါအရင်ကနေဖြတ်တာမျိုးမဟုတ်ဘဲနဲ့အပေါ်အမြင့်တက်သွားပြီဆိုရင်ကျွန်တော်တို့အိတ်စီရတဲ့အခါတွေဒီကျွန်တော်တို့အသီးဆွရတဲ့အခါတွေမှာတိုင်ပတ်ပါတယ်ဒါကြောင့်ကျွန်တော်အပင်ကိုနှိမ့်နေလေးနဲ့အသီးသီးအောင်လုပ်တာဖြစ်ပါတယ်ဂိုင်းမဖြတ်ပဲထားလိုက်မယ်ဆိုရင်တော့လုံးဝအဆင်မပြေဘူးပေါ့နော်ဘာလို့ဆိုတော့အပင်ကအရှိမပဲကြည့်လိုက်ကျွန်တော်ခဏနေရှင်းပြမယ်ဂိုင်းဖြတ်ထားတာနဲ့မဖြတ်ထားတာနဲ့ကိုကျွန်တော်ရှင်းပြပေးမယ်ဖြတ်ထားတာအဝင်ထွက်လေဝင်လေထွက်လည်းကောင်းတယ်နေအောင်ကြည့်လဲရတယ်ပြီးတော့အသီးခူးတဲ့အခါမှာအိတ်စွတ်တဲ့အခါမှာဖြစ်ဖြစ်အမြင့်ဆိုရင်ကျွန်တော်တို့လေကားတွေပဲထောင်ပြီးဆွဲရမျိုးရှိရဗျာအဲ့လိုမျိုးတွေလုပ်စရာမလိုတော့ဘူးကိုယ်နဲ့လက်လံမိအောင်ပဲဆိုတော့အိတ်စွတ်တဲ့အခါမှာလည်းအဆင်ပြေတယ်အသီးခူးတဲ့အခါမှာလည်းလုံးဝအဆင်ပြေတယ်နောက်ပြီးဖြတ်ပြီးရင်လည်းမလကားတကိုင်းဖြတ်ရင်သူကနှစ်ကိုင်းထွက်လာတာဗျာမဖြတ်ပဲထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဟိုအမြင့်ကြီးရောက်တော့မှာဗျာကျွန်တော်တို့အိမ်မှာတစ်ခါတလေတပင်တလေစိုက်ထားပြီးလုံးဝတပင်မော်ကြီးတက်ခူးရတဲ့အခြေအနေတွေပါရှိရဗျာဒါအားလုံးသိမှာပါအဲ့လိုမျိုးကြီးဖြစ်သွားရင်ကျွန်တော်တို့စိုက်ခင်သမားကြတော့အဆင်မပြေတော့ဘူးဗျာစီးပွားရေးစိုက်တဲ့နေရာမှာကျတော့အခက်အခဲတွေအများကြီးဖြစ်လာမှာဗျာကုန်ကျစရိတ်တွေလည်းအများကြီးတက်လာမယ်အဲဆိုတော့ဂိုင်းဖြတ်လိုက်တာကျွန်တော်ဒီအပင်100ကျော်လောက်ကိုဖြတ်တာ10မိနစ်ပဲလူ2ယောက်ပဲဖြတ်ရဗျာလူ2ယောက်ဖြတ်လိုက်တာပြီးသွားရပေါ့နော်တပင်ဖြတ်တာ9မိနစ်တောင်ကြာဘူးပေါ့နော်အဲဆိုတော့အိမ်မှာရှိတဲ့မင်္ဂလာပင်ပဲဖြစ်ဖြစ်စီးပွားဖြစ်စိုက်ထားတဲ့မင်္ဂလာပင်ပဲဖြစ်ဖြစ်ဒီလိုမျိုးဂိုင်းဖြတ်ကြီးကိုကျွန်တော်အကြံပေးခြင်းပါတယ်ဒီမှာဆိုဒါဂိုင်းဖြတ်ပြီးရဲ့အခြေအနေပါဟိုးဘကအပင်တွေကတော့ဒါဂိုင်းဖြတ်ထားတဲ့အခြေအနေပေါ့နော်ဟိုးရှိရပင်တွေကတော့မဖြတ်ရဘူးပိတ်နေရပဲနေအောင်ကြီးလည်းမရဘူးဘာမှအဆင်မပြေဘူးအဲကြောင့်ကိုယ့်ရဲ့မင်္ဂလာပင်ကိုဒီလိုမျိုးဖြတ်ကြည့်ဖို့အကြံပေးခြင်းပါတယ်ဒီဗီဒီယိုတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်